အားလုံးပဲမင်္ဂလာပါရှင် Academic Edition ရဲ့ပုံမှာကြိုဆိုပါရှင် Academic Edition ရဲ့ပုံမှာလည်းဆိုတော့အနေနဲ့သင်ခန်းစာအဆက်ဖြစ်တဲ့စကားလုံးလေးကိုဆက်လက်တင်ပြပေးပါမယ်ရှင်ဒါဆိုလို့ရှိရင်ဒီချက်တော့ဒါလေးဖတ်ကြည့်ရအောင်ရွာကောင်းရေးရှာထပ်ဆင့်ပြရေးချာထားဝဆန္ဒလုံးပေါင်းထားရထားရွာကောင်းရေးရှာထပ်ဆင့်ပြရေးချာထားဝဆန္ဒလုံးပေါင်းထားရထားခါသာရေးပဝါရေးချာဝါပဝါနာငယ်နာကငယ်ချာထားဝဆန္ဒလုံးပေါင်းထားကာကြီးကဆလုံးကြီးချာစာဝဆန္ဒလုံးပေါင်းစာကစားအာရီအာဆလုံးကြီးချာစာဝဆန္ဒလုံးပေါင်းစာအစာအာရီအာဆလုံးကြီးချာစာအစာအစာဟုတ်ပြီနော်ဒါဆိုလို့ရှိရင်တော့ဒီနေ့သင်ခန်းစာလေးမှာတစ်ဆင့်စက်သားမီမီတို့အားလုံးဒီစကလုံးလေးတွေကိုပေါက်တိုက်မယ်လို့ပြောပြပါတယ်ရှင်ဆိုဒီနေ့သင်ခန်းစာလေးကအကျိုးရှိရဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကို share လုပ်ပေးပါမယ်ရှင်ကြည့်ရှုပေးလို့အားလုံးကိုလည်းကျေးဇူးတင်ရှိပါတယ်ရှင်